မြန်မာနိုင်ငံရဲ့တမိုင်းချောင်းပြန်ပြီးတော့လေ့လာမယ်ဆိုရင်ဒီရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းပေါ်လာနဲ့ပတ်သက်ပြီးတော့ဆရာဘယ်လိုများသုံးသပ်ပါလဲရှင်အဲ့ဒီမေခွန်လည်းအရင်ကောင်းပါတယ်အဲ့တော့ကျွန်တော်တို့နောက်ခံအကြောင်းအရာပြန်ဖော်ထုတ်ကြည့်တာပေါ့အဲ့တော့ကျွန်တော်တို့ကလေ့လာမယ်ဆိုရင်ခစ်တွေတော်တော်လေးပိုင်းပြီးမှလေ့လာဖို့လိုလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဒီအထူးသဖြင့်ရခိုင်ဒေသရဲ့မြောက်ဦးခေတ်ရှိမယ်နောက်ဗြိတိရှ်ကိုလိုနီခေတ်ရှိမယ်လွတ်လပ်ရေးရပြီးခေတ်ရှိမယ်တော်လှန်ရေးကောင်စီခေတ်နဲ့ကျွန်တော်တို့ socialist ခေတ်အဲ့ဒါကိုတစ်ပိုင်းသုံးသပ်လို့ရမယ်နောက်တစ်ခါတမတော်ဆိုရခေတ်ဦးသိန်းစိန်ဆိုရခေတ်NLD ဆိုရခေတ်နဲ့လောလောဆယ်2021နောက်ပိုင်းရမောက်ခေတ်ဆိုပြီးတော့ကျွန်တော်အပိုင်းထားတာရှိတယ်အဲ့တော့ပထမအဆုံးမြောက်ဦးခေတ်အကြောင်းနည်းနည်းလေးအရင်စဆွေးနွေးကြည့်တာပေါ့အဲ့တော့မြောက်ဦးခေတ်မှာတော့ကျွန်တော်တို့က AD 1430ကနေပြီးတော့ AD 1905အထိမြောက်ဦးခေတ်ကိုသတ်မှတ်ထားတယ်အဲ့တော့ရခိုင်သမိုင်းမှာဆိုရင်တော့ဒါဟာနောက်ဆုံးပရိသေခေတ်လို့ပြောလို့ရတယ်ဒီနေရာမှာကျွန်တော်တို့ဘာလို့တွေ့လဲဆိုတော့အင်အားကြီးတဲ့ရခိုင်မင်းတွေလက်ထက်မှာဒီဘင်္ဂလားကဘင်ဂေါဆက်နယ်နယ်အထိသူတို့သိမ်းပိုက်အုပ်ချုပ်ခဲ့တာမျိုးရှိတယ်1666ခုနှစ်ပေါ့မကိုတို့မသိမ်းပိုက်ခင်ကာလအထိရခိုင်ပြည်ပိုင်တဲ့ထဲမှာဘင်ဂေါနယ်တွေရှိနေခဲ့တယ်အဲ့တော့ဘင်ဂေါနယ်ပိုင်ဆိုင်ထားတဲ့မြောက်ဦးခေတ်အစောပိုင်းမင်းတွေကသူတို့ရဲ့အာဏာတက်ရောက်မှုကိုပြကျင်တဲ့အနေနဲ့ဘာလုပ်လဲဆိုတော့မြန်မာဘွဲ့အမည်အပြင်ကိုမွတ်စလင်ဘွဲ့ပါသူတို့ခံယူခဲ့တာရှိတယ်နောက်တစ်ခါဒီသုံးဆွဲတဲ့ဒင်ကားတွေမှာမွတ်စလင်ဘွဲ့တွေထည့်သွင်းသုံးလို့ခဲ့တာရှိခဲ့တယ်အဲ့တော့အဲ့လိုဖြစ်ခဲ့တဲ့အတွက်ကြောင့်အခုနောက်ပိုင်းကျွန်တော်တို့တမိုင်းကြောင်းပြန်ညင်းတဲ့အခါမှာရခိုင်ဟာငကိုတဲကမွတ်စလင်တွေအုပ်ချုပ်ခဲ့လို့မွတ်စလင်တွေရောက်ခဲ့တာလားအဲ့ဒါကြောင့်မလို့ရိုဆိုတာဖြစ်သလားဆိုပြီးတော့ကျွန်တော်တို့သုံးသပ်ခဲ့တာရှိတယ်တကယ်တမ်းတမိုင်းကြောင်းကိုပြန်ကြည့်တဲ့အခါမှာအဲ့ဒါမဟုတ်ပါဘူးခုနပြောတဲ့ဒီအင်အားကြီးတဲ့ရခိုင်မင်းတွေဘန်ကောက်ဆက်နယ်တွေကိုသိမ်းပိုက်တဲ့အခါမျိုးမှာသူတို့ရဲ့ဩဇာအာဏာကိုပြသခြင်းနဲ့အဓိကရည်ရွယ်ချက်နဲ့ဒီငါသုံးလုပ်ခဲ့တာရှိတယ်ခုနပြောတဲ့မွတ်စလင်ဘွဲ့တွေခံခဲ့တာရှိတယ်ပမောက္ခဆာရာဂျူဒင်ကပြောထားလဲဆိုတော့ဒီငါသုံးလုပ်တဲ့ဘယင်တိုင်းဟာဘင်ဂေါဒေတာကိုစစ်နိုင်ခဲ့တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ကိုအုပ်ချုပ်ခဲ့တဲ့ဒေတာမှာမိမိရဲ့ဩဇာအာဏာလွှမ်းမိုးမှုကိုပြသခြင်းတဲ့သဘောနဲ့ပြုလုပ်ခဲ့တယ်လို့သုံးသပ်ဝေဖန်ထားတာမျိုးကျွန်တော်တို့တွေ့တယ်အဲ့တော့ဒါဟာအင်မတန်စိတ်ဝင်စားစရာကောင်းတဲ့သုံးသပ်ချက်ပါအဲ့တော့နောက်တစ်ခုပြန်ကြည့်မယ်ဆိုလို့ရှိရင်ရခိုင်မှာဘယင်အားလုံးဒီမြောက်ဦးခေတ်မှာပေါ့48ဦးနန်းတက်ခဲ့တဲ့အချိန်မှာ9ဦးပဲမွတ်စလင်အမည်နဲ့ဘွဲ့ခံခဲ့တယ်ဆိုတော့ကျွန်တော်တို့တွေ့တယ်ဒင်္ဂါသွင်းခဲ့တယ်ဆိုတာလည်းတွေ့ခဲ့ရတယ်ဒီ9ဦးကိုလည်းပြန်ကြည့်တဲ့အခါမှာတကယ့်ကိုစစ်တကောင်းကိုသိမ်းပိုက်အောင်နိုင်ပြီးတော့ဘင်ဂေါဆက်နယ်တွေကိုအုပ်ချုပ်နိုင်ခဲ့တဲ့ဘယင်တွေဖြစ်တဲ့အခါအဲ့တော့သူတို့ရဲ့ဩဇာအာဏာလွှမ်းမိုးကြောင်းပြသခြင်းတဲ့အတွက်ဒါမျိုးလုပ်ခဲ့တာလို့ကျွန်တော်တို့သုံးသပ်လို့ရနိုင်ပါတယ်နောက်တစ်ချက်ကတော့ရခိုင်ပြည်နယ်လက်ထက်မှာဒီလိုစစ်နိုင်တဲ့အခါမှာတုံပန်းဖြစ်ဖန်ဆီးခေါ်ဆောင်လာတဲ့မွတ်စလင်တွေရှိမယ်အဲ့တော့ဘယ်နေရာတွေမှာသုံးမလဲတချို့မင်းမှုတန်းနေရာတွေမှာသုံးမယ်အစီခံတွေနေရာကျွန်းတွေနေရာမှာသုံးမယ်လေယာလုပ်ငန်းတွေမှာသူတို့သုံးမယ်အဲ့တော့အဲ့ဒီအချိန်မှာဘင်ဂေါနယ်ကမွတ်စလင်တွေ15ရာစုပတ်ဝန်းကျင်လောက်မှာရခိုင်ကိုစဝင်ရောက်လာတယ်လို့ကျွန်တော်တို့ခန့်မှန်းလို့ရတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာမွတ်စလင်တွေဝင်ရောက်လာတာပဲရှိတယ်ဘင်ဂေါနယ်ကလာတဲ့ဘင်္ဂလီတွေပဲအဲ့ဒီအချိန်မှာသူတို့ရိုဆိုတဲ့နာမည်ဆိုလုံးဝမရှိဘူးအဲ့တော့နောက်တစ်ခါ18ရာစုမှာကျတော့ကျွန်တော်တို့ရခိုင်နဲ့ပေါ်တူဂီတို့ကျွန်းအယောင်းဝယ်လုပ်ကြတယ်ကျုံရောက်ဝင်လို့ကြတော့ကျုံအဖြစ်ဖန်ဆီးခံရတဲ့ဘင်္ဂလီမွတ်စလင်တွေဒီရခိုင်ဒေသတွေကိုထပ်ရောက်လာနိုင်တာပဲအဲ့တော့အဲ့ဒီအချိန်မှာမွတ်စလင်တွေစရောက်လာတာပဲရှိတယ်ရိုဆိုတဲ့နာမည်ကျွန်တော်တို့ဒီမှာရှာမတွေ့ဘူးအဲ့တော့ဒီမှာကျွန်တော်တို့ဗာပြန်သုံးသပ်လဲဆိုတော့အခုနောက်ပိုင်းဒီရခိုင်ရဲ့မြောက်ပိုင်းမှာကြံနေခဲ့တဲ့နေခဲ့တဲ့မွတ်စလင်တွေဟာစစ်တွင်းကဖမ်းမိလာတဲ့ကျုံတွေရဲ့ဆင်းသက်လာတဲ့အဆက်အနွယ်တွေလို့ဒါကသမိုင်းဆိုင်ရာအချက်လက်တွေကနေပြတယ်အဲ့တော့တေချာကဟိုပေါ့မြောက်ဦးခေတ်မှာမွတ်စလင်တွေစဝင်လာတယ်လို့ပဲကျွန်တော်တို့ပြောနိုင်တယ်တေချာတာဒီကျွန်တော်တို့ရဲ့နေရင်းဒေသကလူမျိုးမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီရခိုင်ဒေသတိုင်းသားတွေနဲ့ရှင်းကြည့်လိုက်တဲ့အခါမှာအမူအရာတွင်ပြင်းနေထိုင်ပုံစားတောက်ပုံအကုန်လုံးကွဲပြားနေတာတွေ့တယ်။တေချာတာကမြောက်ဦးခေတ်လောက်မှာစဝင်လာတယ်ဆိုပေမဲ့သူတို့ဒီဘင်ဂေါနယ်ကဘင်္ဂလီမွတ်စလင်များသာဖြစ်သည်။သူတို့ကိုသူတို့ဖန်ဆီးခံလာရတဲ့တုံပန်းတွေကျွန်းနေဘင်္ဂလီမွတ်စလင်ဒါလောက်ပဲ။ဒါကျွန်တော်တို့ကဒါမြောက်ဦးခေတ်အပိုင်းပြီးသွားပြီ။အဲ့တော့ခုနကဒင်္ဂါအပိုင်းမှာတော့နည်းနည်းညင်ညခုံညတာရှိတာပေါ့။ဒါဒီလဲကျွန်တော်မြင်တဲ့လောက်ကတော့တမိုင်းဆိုင်ရာအချက်လက်တွေကိုတေချာဖော်ထုတ်မယ်ဆိုလို့ရှိရင်ရှင်းလင်းသွားမှာဖြစ်တယ်။တမိုင်းဆိုတဲ့အပိုင်းမှာလည်းတက္ကရာတွေခုနှစ်တွေပြောနေုံနဲ့မဟုတ်ဘဲနဲ့မြေပြင်မှာတူးဖော်တွေ့ရှိတဲ့အထောက်အထားတွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးတော့မှန်ကန်မှသာတမိုင်းအချက်လက်မှန်လို့လက်ခံရတာ哦ဒါတွေကိုတမိုင်းဆိုင်ရာအချက်လက်ရတိတိကျကျအထောက်အထားမပြနိုင်သေးရင်တော့အခုတော့ဒီမွတ်စလင်တွေဟိုးလုံးတွေကနေခဲ့ပါတယ်လို့သူတို့မှသက်သေပြတဲ့အထောက်အထားကျွန်တော်တို့အခုချိန်ထိတော့မတွေ့သေးပါဘူးဒါကမြောက်ဦးခေတ်အပိုင်းပေါ့နောက်တစ်ပိုင်းကျွန်တော်တို့ဗြိတိရှ်ကိုလိုနီခေတ်ပိုင်းနဲ့လေးဆက်ကြည့်တာပေါ့ဗြိတိရှ်ကိုလိုနီခေတ်ကတော့1824ကနေ1949အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဘာကိုပြန်ကြည့်ရမလဲဆိုတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးမင်းဆက်ကုန်းပေါင်မင်းဆက်ပေါ့1905ခုနှစ်မှာဗဒုံမင်းဘိုးတော်ပေါ့ဘိုးတော်ကရခိုင်ပြည်နယ်ကိုသိမ်းပိုက်လိုက်တဲ့အချိန်မှာအင်္ဂလိပ်တို့သိမ်းပိုက်ထားပြီးပြီအဲ့ဒီတုန်းကဘင်ဂေါနယ်နဲ့တွားပြီးတော့ဆက်သွားပြီရခိုင်ဒေသကအဲ့ဒီအချိန်မှာဘာပြဿနာတက်လဲဆိုတော့အင်္ဂလိပ်မြန်မာဆက်ဆံရေးစပြီးတော့တင်းမာလာတဲ့အချက်လက်ကလေးစဖြစ်လာခဲ့အဲ့ဒါကကျွန်တော်တို့ပထမဆုံးဟိုပေါ့ဒီအင်္ဂလိပ်နဲ့မြန်မာကြားစပြီးတော့တင်းမာလာတဲ့အပိုင်းလေးတစ်ခုဖြစ်တယ်အဲ့1824မှာတော့အင်္ဂလိပ်မြန်မာပထမစစ်ပွဲပြီးတဲ့အချိန်မှာရခိုင်နဲ့တနင်္သာရီကိုကျွန်တော်တို့ပေးလိုက်ရတယ်အင်္ဂလိပ်ကိုပေးလိုက်တဲ့အတွက်ကြောင့်1824နောက်ပိုင်းကစပြီးတော့
ရခိုင်နဲ့တနင်္လာရီဟာမြန်မာပြည်အုပ်ချုပ်မှုအောက်ထဲမှာမရှိဘဲနဲ့အင်္ဂလိပ်တွေရဲ့လက်အောက်ကိုလုံးဝကြောက်သွားပြီဖြစ်တယ်အဲ့ဒါဒီအဓိကအရေးကြီးတဲ့အချက်ဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့သိချာနားလဲဖို့လိုအပ်တယ်အင်္ဂလိပ်ကအုပ်ချုပ်သွားပြီးတဲ့အချိန်မှာ1839မှာသူတို့ဒီပေါ့စံသမားလုပ်ငန်းတိုးချဲ့ဖို့အတွက်မြေရိုင်းတွေတိုးချဲ့လုပ်ကိုင်မှုဂရန်ကြီးဥပဒေတရက်ဆိုတာသူတို့ထုတ်ပြန်လိုက်တယ်ထုတ်ပြန်လိုက်တော့လေယာလုပ်ငန်းတွေအရန်တိုးတက်လာတယ်တခါတည်းဟိုဧကတွေထောင်နဲ့ချီပြီးတော့ပေါ်ထုတ်လာတဲ့အချိန်မှာလေယာစိုက်ပျိုးဖို့အတွက်လေလိုသားလိုအပ်လာတဲ့အချိန်မှာလူပေါ်ပေါ်များများရတဲ့စေတကောင်းဘင်္ဂလီတွေပေါ့နောက်တစ်ခါမဒရက်ကနေပြီးတော့ဆူရတီတွေဒါတွေကိုသူတို့ခေါ်သွင်းလာတဲ့အချိန်မှာအဲ့ဒီအချိန်မှာစပြီးတော့1824နောက်ပိုင်းကစပြီးတော့ဒီဘင်္ဂလီတွေအများအပြားရခိုင်မြောက်ပိုင်းကိုအမှစဝင်လာဒီမြောက်ဦးခေတ်နဲ့ကျွန်တော်တို့ပြန်နှိုင်းယှဉ်ကြည့်မယ်ဆိုမြောက်ဦးခေတ်မှာကတုံမန်းဖြစ်နေရတာမျိုးဂျုံဖြစ်နေအယောင်းဝယ်ပြောရရင်သူဈေးကွက်လူဝင်လာတဲ့ဈေးကွက်ကလည်းကျင်းတယ်လို့ဝင်လာတဲ့ဥယျာဉ်ကလည်းနည်းနည်းလေးဒါပေမဲ့အင်္ဂလိပ်စသိမ့်ပိုက်ပြီးတဲ့နောက်မှာကျွန်တော်တို့ကဒီပြဿနာစကြုံတာအဲ့တော့ဒါဒီမှာကျွန်တော်တို့စပြီးတော့နည်းနည်းသတိထားရတော့မယ့်အချက်ပေါ့နော်အဲ့ဒါဒီ1839မှာဖြစ်ခဲ့တာနောက်တစ်ခါ1869မှာတော့စူးရတူးမြောင်းဖောက်လိုက်တယ်စူးရတူးမြောင်းဖောက်လိုက်တဲ့အခါမှာရခိုင်ဒေသမှာတစ်ခါမြေကထပ်ပြီးတော့3000ထိထပ်တိုးချက်စိုက်ပျိုးဖို့ဖြစ်လာတဲ့အခါမှာထုံးစံတိုင်းပဲလေလုံသားလိုအပ်လာတဲ့အတွက်ကြောင့်စစ်တကောင်းဘင်္ဂလီတွေထပ်ပြီးတော့အများပြားထပ်ဝင်လာပြန်အောင်အဲ့တော့အင်္ဂလိပ်သိမ့်ပိုက်ပြီးတဲ့နောက်ပိုင်းမှာပဲကျွန်တော်တို့ကရခိုင်ဒေသမှာဘင်္ဂလီဝင်ရောက်မှုကအများပြားပေါ့အဲ့ဒီအချိန်မှာစလာတယ်ဆိုတာကျွန်တော်တို့သွားတွေ့တယ်အဲ့ဒီဟာကိုကျွန်တော်တို့ဗာမြန်ပြန်ကြည့်ရလဲဆိုတော့စစ်တွေကို1880တကောင်စီရင်မှာမွတ်စလင်98,235ဦးကနေ1900တခုနှစ်စီရင်မှာတော့3,98,624ထိတိုးလာတာတော့တွေ့ရတယ်ဆိုတော့အဲ့ဒီနှစ်ပိုင်းအတွင်းမှာမွတ်စလင်ဥယျာဉ်တိုးတက်မှုကအများများသွားတယ်ဆိုတော့ကျွန်တော်တို့တွေ့တယ်နောက်တစ်ချက်မောင်တော်မြို့နယ်တစ်မြို့တည်းနဲ့ပဲကြည့်မယ်ဆိုရင်တော့1922ခုနှစ်လူကြီးမှာစည်ရင်းမှာတော့မွတ်စလင်က68,035ဦးရှိပြီးတော့တိုင်းရင်းသားမျိုးနွယ်စုတွေအားလုံးက22,609ဦးထိပဲရှိတယ်အဲ့ဒီချိန်မှာလည်းမွတ်စလင်နဲ့နေရင်းတိုင်းရင်းသားတွေပေါ့ကျွန်တော်တို့ဇာတိတိုင်းရင်းသားတွေကဥယျာဉ်အချိုးအရန်ကွာသွားနေပြီ1922ခုနှစ်မှာပဲရှိသေးတယ်နော်အဲ့တော့မောင်တော်မှာပဲ1921စည်ရင်းမှာပြန်ကြည့်လိုက်လို့ရှိရင်2သိန်းနီးနီးပေါ့နော်တိုးလာတယ်ဆိုတော့အဲ့ဒီတိုးတက်မှုကကျွန်တော်တို့နေရင်းဒေသတွေတိုင်းရင်းသားတွေအတွက်အင်မတန်အန္တရာယ်ရှိတဲ့ရှုမြင်ချက်တစ်ခုဖြစ်ကျွန်တော်တို့သုံးသပ်လို့ရတယ်အင်္ဂလိပ်တွေကိုယ်တိုင်ပဲသူတို့အုပ်ချုပ်ထားတဲ့အချိန်မှာတော့သူတို့ပြန်စဉ်းစားတာပေါ့လေဒီဘင်္ဂါနယ်ကနေမွတ်စလင်တွေနှစ်စဉ်တော့တိုးလာပြီအဲ့လိုတိုးတက်လာတဲ့အတွက်ကြောင့်ဒေသခံရခိုင်တွေအန္တရာယ်ရှိနိုင်တယ်ဆိုတာကိုသူတို့ကိုယ်တိုင်ပဲသတိထားမိပြီးတော့1939မှာကော်မရှင်ဖွဲ့ပြီးတော့စုံစမ်းစစ်ဆေးမှုတွေသူတို့စပြီးလုပ်ခဲ့တယ်လုပ်ခဲ့တော့အဲ့ဒီအစီရင်ခံစာမှာဗာပြောထားလဲဆိုတော့အခုလိုပဲစစ်တကောင်းမွတ်စလင်တွေဆက်ပြီးတော့စက်တိုက်ဝင်လာမှုကိုမတားဆီးနိုင်ဘူးလို့ဆိုလို့ရှိရင်အဲ့ဒါမျိုးကိစ္စကိုရခိုင်လူမျိုးတွေသာမကဘူးဟိုးတုန်းကဒီမြောက်ဦးခေတ်လောက်ကကြံခဲ့တဲ့နေရင်တချို့ကြံခဲ့တဲ့မွတ်စလင်တွေကပါလုံးဝမနှစ်သက်ဘူးအဲ့တော့အဲ့ဒီကိစ္စကိုသာမတားဆီးနိုင်ခဲ့လို့ရှိရင်နောက်အခါမှာတစ်ချိန်ချိန်မှာပေါ့နော်လူမျိုးရေးအဖြစ်ပြုံးတွေဖြစ်ပွားလာမှာကိုစိုးရင်ရမယ်ဆိုတော့အဲ့ဒီအစီရင်ခံစာမှာကိုကပြောထားပြီးသားပြောရရင်တော့လူကိစ္စနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံမှာအများအားဖိအားပေးပြဿနာရှာနေတာဒီဖြစ်တယ်ဒါမဲ့သူတို့လုပ်ခဲ့တဲ့လုံရက်ကိုသူချိန်ထိမိထားပြီးတော့ဒီလူသားချင်းစာနာထောက်ထားမှုနဲ့ကျွန်တော်တို့နိုင်ငံပေါ်ဖိအားပေးနေတာမှန်ရဲ့လားဆိုတော့ကျွန်တော်တို့ဒီနေရာမှာအများကြီးမေးခွန်းထုတ်เสียရှိတယ်